ဒေသမီးဖျားနေတာချက်မိုက်တော့မတတ်နိုင်ကျေအောင်လေဟုတ်ဟဲ့လို့သားဖေရပြောလေရှင်မင်းမင်းတရားကြီးကိုအခုတော့ဆက်တပ်ဖို့တော့အဖေချောင်းကြံ့ကြံနေရတာတော့မြို့သားရဲ့ဟုတ်ပါဗျာမနေ့ပြန်မနေ့မိုးတော့အာယုံအရောက်ပါဘီမင်းတရားကြီးတန်ဆက်တာမယ်ကွန်မန်ဒါများကိုကျွန်တော်တို့နေသားမင်းလာရောက်ဆက်တာပါဗျာဒါတော့မဟုတ်လေဒါနိုင်ငံတော်ပုံမှန်တာပဲအဲ့ဒါမပေးလို့မရဘူးမေးချင်တယ်ဘောင်ပြသူ့ဆောင်ဟာလေစားလေညိုသားမင်းစီမှာအကြည့်ရမရှိဘူးနာယူနေတယ်ရေးတယ်နားထောင်နေတယ်ဒီကနားထောင်နေတယ်လက်နဲ့ရမလာပေးမယ်မရှိသေးဘူးတဲ့ဩရှိသေးတော့လေသားလည်းဒီနေ့တခွေလက်လေစီမှာခဏလေးလေသားချောက်နေတာလိုပဲတွေ့လေသားနဲ့ချောက်ပါလားလို့ရှာလုံးမှာချမ်းပါရမအောင်ရှိသေးတော့အိုက်ဆန် don't speak ဟာဘိုက်လေအဲ့ဒီကအင်္ဂလိပ်စကားပြောတယ်ကိုကျန်မိုက်တယ်အဲ့ပါလေပြူးလေကလည်းရှိသေးတော့လေသားလည်းဒီနေ့တခွေလက်လေစီမှာရှင်မင်းမင်းတရားကြီးကိုအခုတော့ဆက်တာဖို့တော့တခါတည်းဆက်လိုက်တော့လေမြို့သားရဲ့အရှင်မင်းကြီးဘာပြောနေဟိုကြော်ကြည့်တော့တခြားလုပ်စရာတွေတော့ရှိတယ်ဆိုရဟောလေတနားရီပါယူရတယ်အငယ်ဆုံးဆိုတော့ချိန်မွေးမြူးလောင်လည်းမွေးမြူးလောင်ထားလေဟိုကတဲ့ပြောရတယ်နင်းနားမလဲဒီစင်မင်းကြီးကျန်စကားမဖနာရီနေသားမင်းတခါလေးယူရလို့မဖြစ်ပါဘူးဗျာပြန်မယ်လို့ပြောတယ်နောက်ရက်လာရအောင်ပေါ့နောက်ရတယ်မလာပါနဲ့လာဖို့ပါခဏလာကြည့်နေတာဟိုကတိတော့မနေ့ပြန်မနေ့မိုးတော့အာရုံရောက်ပါဘီမင်းကြီးနဲ့ဆက်တာမဲ့အခုမလာတွေကိုနေသားမင်းကိုကျွန်တော်မျိုးလာရောက်ဆက်တာမယ်လို့ပြောပြီးခင်ဗျာဟိုတော့ပါလားဟိုကြားလေးပဲပြန်ပြလိုက်မယ်ကိုတော့ပါလေခုတော့ပြဟိုကျွန်တော်ဒီမှာရင်းနေလိုက်တာစကားပြောကြမယ်လေဒီကဆွဲနေမယ်ဒီကိစ္စကိုဘယ်ချက်ပါကိုညိုသားလေးပဲမွေးလိုက်တော့ကွာအဲ့ဒါကအခါးရည်လေးပါလေးတောက်ပြီးတော့အခါးရည်လည်းမရှိဘူးစစ်စစ်ပြောမယ်ရေးတော့မရှိဘူးခဏမကတော့အိမ်သားရေးပဲဆွဲခိုင်းရတယ်အိမ်သားရေးတော့မလားငါမယုံဘူးနေသားနေရရင်ပြီးတော့သူနေချင်းနေတာအိုက်စားဟိုကနာတူနာလို့ပြင်လားအိမ်သားရဟောကမှာငါတောင်းဘူးပြန်လိုက်နေသားမင်းစောင့်နေရမှာဆိုလို့ပါရပါတယ်အော်ဟုတ်မြို့သားရဲ့ပဒကဆောက်လိုက်ရအောင်ဟိုတနာယူပြန်ဟိုခိတခဏဆောက်နေတယ်မြို့သားရဲ့အားလာကြပြီခင်ဗျာတစ်ဖြတ်မှာလာဖို့ပါဟောမလိုပါဘူးဟောလာတော့ရင်တော့ဆုံးပြတယ်လူသားအလုပ်ရှုပ်မှာကြောင့်မို့ဟိုအားစလည်းခိတခဏလေးစောင့်ခိုင်းတော့ဗျာဟောဆောက်မှာပြောတော့လေးဆောက်ပါစောက်မှာဘောစောက်ကျင်တယ်တော့ပဲကျွန်တော်တော့ဟိုဒီကတော့ထားရတယ်ပြီကိုင်းတယ်ပါသူကလည်းကောင်းနေရင်တော့မသိဘူးလေလိုက်လဲလိုက်တယ်နှစ်ယောက်သားခိတခဏလေးစောင့်ခိုင်းတော့ဗျာအဲ့ဒါသိအောင်လို့တော့ကြာပါကိုယ်ကတော့တားယူလို့မကြည့်ကြည့်တယ်